တော့ပြမပြတော့မကြည့်ဘူးတပြည့်ပြည့်နဲ့နှစ်ချီပဲစင်းတော့ရောက်လာဒီနေ့ပပန်းကတော့ cloud sign လေးလုံးမှာပါသူ့အထဲမှာပါဝင်တဲ့ပစ္စည်းလေးတွေကတော့ slime glue activator snow အမုံပြီးအရာပြီးလို့ရှိရင်တော့လိုအပ်ရင်သုံးဖို့ slime softener လေးပါစလုပ်မယ်ပေါ့နော်ဒါကတော့တန်းစီထားလုပ်ပုံလုပ်နေရောပေါ့နော်ဒီမှာ slime glue ကိုထည့်မယ်အဲ့ပမာဏအတိုင်းကြီးထည့်မယ်ပြီးရင်မှွေမယ်မှွေပွားရင်တော့ဒီ snow မုံလေးကိုထည့်မယ်ရပြီပြီးရင်တော့ထပ်မှွေမယ်မာချစ်တာလာနှောင်မရပါဘူးလို့ရှိရင်တနေရာလေးမှာစုနေတယ်ပြီးရင်တော့ကာလာလေးထည့်မယ်ကိုကြိုက်လောက်ထည့်လို့ရပါတော့နူးကိုကအနူးကြရင်အနူးထည့်ပါနော်အဲ့တော့အနူးလေးကြိုက်တော့အနူးလေးပဲထည့်လိုက်ကြမယ်ချစ်ကြပြီဟိုတွေ့လားအနူးလေးသွားပြီအဲ့တော့နည်းနည်းကြီးရင်သွားတယ်အချင်းအောင်တန်းတယ်ရောတော့နှစ်လောက်ပြီဆိုတော့ slime softener လေးနည်းနည်းထည့်ရမယ်ပြီးရင်တော့ activator ထည့်မယ် activator ပေါ့နော်နည်းနည်းချင်းဒီထည့်ပြီးနည်းနည်းမွေးအဲ့လိုလုပ်ရတာပေါ့နော်ချစ်မွေးမြောင်းဝင်တော့နည်းနည်းမတက်တော့ပြီးဆိုတော့မှဆိုတော့နည်းနည်းချင်းဒီထည့်ခိုင်းတော့ပေါ့နော်မကြည့်ချင်တယ်ကစီဖြစ်နေအဲ့ဒီပြကြလို့တာပဲအမေလေး cloud ဆိုင်ကဘိုင်းနဲ့တူနေမှန်းမသိညားနေတော့မကျ fingerprint တော့ပေါ်ဝိုက်နည်းနည်းတော့ထည့်ရမယ်ကော်ရီများနေဒီပကံနင်းမှာနေရတာအားမရတက်မှာပဲကြီးနေတော့မယ်ဝါသူကလေညို့လို့လည်းကောင်းတယ်သူကတခြား slide နေနဲ့မတူဘူးနော်သူ့ကိုဘာဖြစ်လို့ cloud slide နေလို့ခေါ်တာလဲဆိုတော့လေအထဲမှာလေဘာပဲတူးသေးလေးပါတာမိုးတင်ကြီးလို့စက်လို့လည်းကောင်းဘာပဲတန်းနေဖောက်ကနေ